ဖောက်တော့လေးခဏအထုတ်ပဲပါဟုတ်တယ်ပါကဲမင်္ဂလာပါဂူရူကြီးလက်ရှိအပားလေးရောက်တာနော်လက်ရှိအပားလေးရောက်တာပါတယ်လက်ရှိအပားဆိုတော့ဒီတိုင်းလေးကန်နော်မနေ့ကလာခဲ့တော့ကူနော်ဒီညချိတ်ထားပြီးမနေ့ကတတိယလေးလာခဲ့ကြပါကဲလာလက်ရှိအပားလေး15တဲ့လောက်ရှိတယ်ပြီးတော့လက်တူလေးလည်းရောက်တယ်လက်တူလေးလည်းအများကြီးရောက်တယ်လာလေးအများကြီးချိန်ထားတယ်နော်လာကဲဒီမှာဘောင်းမီတွေရောက်တယ်နော်ဘောင်းမီတွေရောက်တယ်နော်ဘောင်းမီဆိုတော့ကိုကြီးဘောင်းမီတွေအများကြီးရောက်တာပါလေကဲခဏခဏလာခဲ့ကြပါနော်